dimension 5ခုလို့ပြောတော့ dimension 6ခုမရှိဘူးလား dimension 6ခုဆို dimension 100မရှိလား ရှိတယ်အမရ dimension 100ရှိလာပဲဒါဆိုရင်သိပ္ပံပညာကပြောတယ် dimension 4ခုအဆင့်အခုစက်လိုက်ဂျိုဂျိုတင်လို့တယ် dimension 5ခုရှိရဆိုတာသိကြတယ်ဒါကြောင့်6ရာကိုစဉ်းစားမယ်ဆိုရင်6ရာဆိုတာ dimension မရှိရဲ့ကဘာလို့စဉ်းစားလို့ dimension 5ခုတရား1000လို့ပြောတာတဲ့ dimension boss dimension မရှိရဲ့ area ကောင်းကင်ပဲဖြစ်တယ်ကောင်းကင်ကိုပြောပြချင်တဲ့အတွက်ကြောင့် dimension 5ခုလို့ပြောတာလောကကြီးက dimension 4ခုရှိရဲ့ဇာတ်ကျော်အောင်ပြောချင်တဲ့အတွက်ကြောင့် dimension 5ခုလို့ပြောဒါထက်ကျော်သွားပြီဆိုရင် dimension မရှိရဲ့ area တရားသခင်ရှိရဲ့ 그러니까 배마든지 시계고 좀 시계가ရှိရဲ့ကိုယ့်ရဲ့အထဲမှာလည်းရှိနေတဲ့ဘုရားသခင်ဖြစ်တယ်ဒါကြောင့် dimension မရှိရဲ့ area ကိုကျွန်တော်တို့ညှော်နေခြင်းရှိတယ်